အားလုံးပဲမင်္ဂလာပါ YK Cooking Blog Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဟင်းနဲ့မြင်းများလေးနဲ့အရသာရှိပြီးစားလို့ကောင်းမယ်ဝတ်သားနှက်လေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဝတ်သားစားလီပါမယ်ကျွန်တော်ကတော့ဝတ်သားကိုဝတ်သုံးတက်သားသုံးထားပါတယ်ဒီနေရာမှာဝတ်သားကိုကိုကျိုင်းနဲ့တက်တဲ့အသားကိုလည်းသုံးပြနိုင်ပါတယ်ဝတ်သားသုံးတက်သားကိုတုံးကသေးသေးလေးတုံးထားပေးပါမယ်ပြီးရင်ချက်သွန်ဒီလီပါမယ်ဟင်းချက်တဲ့နေရာမှာအနည်းများများလေးနဲ့စားခြင်းလို့ချက်သွန်ဒီလုံးကြီး9လုံးလောက်သုံးထားပါတယ်ချက်သွန်ဒီလုံးကြီး9လုံးလောက်ကိုခပ်ပါပါလေးလီထားပေးပါမယ်ပြီးရင်ချက်သွန်ပြူတစ်လုံးလောက်နဲ့ချင်းအနှင်းငယ်ကိုခြေဆက်ထဲထည့်ပြီးတော့ကြီးညက်သွားသည့်အထိခြေပေးရပါမယ်အခုလိုအနေထားလေးရပြီဆိုရင်တော့ရပါပြီပြီးရင်ဝတ်သားရင်းနဲ့ထည့်ဖို့မကြီးရစားပြောပါမယ်မကြီးသည့်အနှင်းငယ်လောက်ကိုရေနွေးဘူးလေးနှင်းငယ်နဲ့စိမ့်ထားပေးပါမယ်အားလုံးလည်းစင်နေဖြစ်ပြီဆိုတော့ဝတ်သားကိုရတာစားနေပါမယ်ချက်သားမုတ်ထည့်ပါမယ်ငရုတ်သီးစိမ့်မုတ်ဓမေသာသွန်တစ်ဝက်လောက်ထည့်ပါမယ်။တခြားအနေငယ်ထည့်ပါမယ်။စနေမုတ်အနေငယ်ထည့်ပါမယ်။ကြာညုခေါ်ပင်ငယ်များရဲ့အနောက်အနေငယ်ထည့်ပါမယ်။ခယူစီဓမေသာသွန်တစ်စုံဝက်စာလောက်ထည့်ပါမယ်။မဆလာအနေငယ်ငရုတ်ကောင်းမုတ်အနေငယ်တို့ကိုထည့်ပြီးတော့အရသာလေးစိတ်ဝင်လာတည်တည်နေပြီးတော့15မိနစ်20ခန်းလောက်နှက်ထားပေးရပါမယ်။အားလုံးလည်းအဆင်သင့်ဖြစ်ပြီဆိုတော့ဟင်းစားချက်ပါမယ်။အရသာနေပြီးတော့နှက်ထားတဲ့ဝတ်သားတွေကိုတဲဦးလေးထည့်ပါမယ်။ပြီးရင်ခုနကအစင်းလေးလီထားတဲ့ချက်သွန်ဒီလေးတွေကိုထည့်ပါမယ်။ပြီးရင်ချိတ်ထားတဲ့ချက်သွန်ပြူနဲ့ချင်းထည့်ပါမယ်။ငရုတ်သီးရောင်တင်မုတ်ကိုထမင်းစားစုံတစ်စုံခွဲစာလောက်ထည့်ပါမယ်။ပြီးရင်ဟင်းရတာတဲ့အချင်းတလေးအနေငယ်ဝင်သွားအောင်ခုနကအစင်းလေးဖြော်ပြီးစိမ့်ထားတဲ့မကြီးရည်လေးတွေထည့်ပါမယ်ဟင်းထဲကိုမကြီးရည်လေးထည့်ပြီးချက်တာကအရသာပူရှိစေပါတယ်ပြီးရင်စီကိုဓမေသာစွန်းနဲ့9စွန်းစာလောက်ထည့်ပါမယ်ဒီနေရာမှာရိုးရိုးဝတ်သားသုံးထားတယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့စီလေးတွေထည့်ဖို့လိုအပ်ပါတယ်အရသာအလုံးလေးထည့်ပြီးသွားပြီဆိုတော့အရသာလေးနှက်ဆက်သွားအောင်တေချလေးနေပေးရပါမယ်ပြီးရင်အဖုံးလေးအုပ်ပြီးတော့မီးရည်လေးနဲ့15မိနစ်လောက်လုံးချက်လေးချက်ထားပေးရပါမယ်။ချက်ထားတဲ့ဝတ်သားလေးကရေတွေထွက်လာပြီးချက်သွန်ပြူလေးနွမ်းလာပြီးဆိုရင်တော့ဇွန်လေးနဲ့တေချာလေးမှုပေးရပါမယ်။ဝတ်သားလေးကိုလုံးချက်လေးချက်ထားဖြစ်တဲ့အတွက်အဖုံးအုပ်ထားတဲ့အချိန်မှာခဏခဏဖွင့်ကြည့်နေဖို့မလိုပါဘူး။အခုလိုအနေထားလေးရောက်ပြီဆိုမှအဖုံးလေးဖွင့်ပြီးတော့တေချာလေးမှုပေးရပါမယ်။ချက်သွန်ဒီလေးတွေကြေးပြီးတော့အနှစ်ကျလာသည့်အထိကိုမှုပေးနေရပါမယ်ချက်သွန်ဒီလေးတွေကြေးပြီးနှစ်ကျလာပြီဆိုရင်တော့ဝတ်သားလေးနူးအောင်ရေလေးဝတ်သားမြုပ်သည့်အထိထည့်ပြီးတော့အဖုံးအုပ်ပြီးနိုင်ခွက်တစ်နိုင်ခန့်လောက်မီးရည်လေးနဲ့ချက်ထားပေးရပါမယ်ချက်ထားတာလေး45မိနစ်ခန့်လောက်ရှိပြီဆိုတော့အဖုံးလေးဖွင့်ကြည့်ပါမယ်ချက်ထားတဲ့ဝတ်သားလေးတွေလည်းနူးရီလာပြီဆိုတော့ရေနှဲငယ်လောက်ခန့်အောင်တည်ပြီးဝိုင်းရင်တော့ရပါပြီရတာလေးလည်းမြည်ကြည့်လို့ပြင်စရာမလိုတော့ဘူးဆိုရင်နောက်ဆုံးအနေနဲ့ဟင်းနံလေးပူမွေသွားအောင်မဆလာလေးအနှဲငယ်အုပ်လိုက်ပါမယ်ဒီလိုဆိုရင်တော့ဟင်းနေများလေးနဲ့စားလို့အရန်ကောင်းနေမယ်ဝတ်သားနှက်ဟင်းလေးတစ်ခွက်ကတော့အဆင်သင့်ဖြစ်သွားပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်
ဒီလိုလွယ်ကူရွှေချင်းပြီးအိမ်မှာလွယ်တကူချက်စားလို့ရမယ်ဟင်းချက်နီဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ YK Cooking Blog Channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်